ဆိုင်မှာရောင်းချထားတဲ့အယောင်စရင် Aura Matan နေစစ်ကြမယ်။မင်္ဂလာပါ One Piece မှာကြိုဆိုပါရစေ။ Aura Matan စစ်ရန်အတွက် Aura Matan နဲ့တွင်လူချင်းမင်းတို့ရဲ့ဆိုင်မှာကိုယ်တိုင်ဖြစ်စေဝန်ထမ်းများရောင်းချထားသော Aura များဖြစ်စေ online e-commerce မှာ Aura များစသဖြင့်နေရာစုံမှနေမျိုးစုံဖြင့်ရောင်းချထားသောအယောင်စရင်များကိုတနေရာထဲတွင်အချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပါတယ်။ Aura သေးစိတ်ထဲတွင်လည်းရောင်းချထားသောရက်စွဲ Aura နံပါတ်ရောင်းချထားတဲ့ကုန်ပစ္စည်းအစရှိတဲ့အသေးစိတ်အချက်လက်အားလုံးကိုပြန်လည်စစ်ဆေးနိုင်သလိုအရင်ကရောင်းချထားသော Aura များကိုပြန်လည်ရှာဖွေလို့ရင်လည်းရှာဖွေရမှတစ်ဆင့်ရက်အပိုင်းခြားနှင့်ဖြစ်စေ Aura status နှင့်ဖြစ်စေငွေပူးချေမှုနည်းလမ်းများရောင်းချမှုနည်းလမ်းများစတဲ့နည်းမျိုးစုံဖြင့်လူချင်းမင်းဆိုင်ရဲ့အယောင်စရင်များကိုအချိန်အကန့်အသတ်မရှိနှစ်လရက်မရွေးပြန်လည်ရှာဖွေစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ကဲဆိုင်လုပ်ငန်းရှင်တွေဘက်မှာ One Piece ရှိနေမှာတော့လိုလေသေးမရှိကွက်တီပဲပေါ့။